တီကန်နိုင်ငံရဲ့အကျိုးကြောင့်ဟေဟောဂီတပညာရှင်တူဖြစ်တဲ့အပြင်စီးပွားရေးလောကမှာလည်းထင်ရှားသူဖြစ်ပါတယ်။သူ့ရဲ့နာမည်အရင်ကတော့ရှွန်ကိုရီကာတာလို့ခေါ်ပါတယ်။ဒီအမှုပညာရှင်ကဂီတလောကရဲ့ကမ္ဘာအရှမ်းသာဆုံးဟေဟောရပါတယောက်ဖြစ်ဘာကြောင့်သတ်မှတ်ရှင်ခံရလဲဆိုတာသူ့ရဲ့ငယ်ဘဝနဲ့ပြတ်တန်းလာရပုံပြီးတော့သူ့ရဲ့အမှုပညာသူ့ရဲ့စီးပွားရေးအောင်မြင်မှုတွေကိုအဆုံးထိကြီးသွားလိုက်ပါခင်ဗျ။သူ့ကို1969ခုနှစ်ဒီဇင်ဘာလ4ရက်နေ့နယူးယောက်မြို့ရဲ့ဘလုတ်လင်ဒေသလို့ခေါ်တဲ့စင်ရသားရပ်ကွက်ကလေးတစ်ခုမှာမွေးဖွားခဲ့ပါတယ်။သူငယ်စဉ်ကဖခင်ဖြစ်သူကမိခင်ဖြစ်သူကိုကြောက်ခိုင်းသွားခဲ့တာကြောင့်သူကမိခင်နဲ့တယောက်ထက်ကြီးပြင်းလာခဲ့ရပါတယ်။မိခင်ဖြစ်သူကနေညမနာတဲ့အလုပ်တွေလုပ်ပြီးသူ့ကိုပြုစုစောင့်ရှောက်ခဲ့ရပါတယ်။ငယ်စဉ်အချိန်ခါတုန်းကဆိုရင်သူကမူရစ်ဆေးဝါးရောင်းတဲ့သူတယောက်တောင်ဖြစ်ခဲ့ရပါတယ်။ဒါတွေမကသေးပါဘူး။တချို့အခါမျိုးတွေဆိုရင်သေသေးနိုင်တဲ့အချိန်တွေတောင်ကြုံခဲ့ရပါတယ်။ဒါတွေကအစင်းရနံပါတ်နဲ့ရှင်သူ့ဘဝရဲ့ခက်ခဲတွေပါ1996ခုနှစ်မှာတော့ Reasonable Dog Evan နဲ့ဂီတလောကတဲ့ကိုဝင်ရောက်ခဲ့ပါတယ်။ပရမများမှန်ရင်နော်မနခုဆိုတဲ့စကားအတိုင်းထိုရှင်ကစပြီးသူဟာ The Blueprint, The Blitz စတဲ့ Evan တွေနဲ့ထင်ရှားလာခဲ့ပါတယ်။ဟေဟောလောကကနေပဲသူက Jesus ဆိုတဲ့နာမည်တစ်လုံးကိုပိုင်ဆိုင်လာခဲ့ပါတယ်။ဒါတွေမကသေးပါဘူး။စီးပွားရေးလောကရဲ့အောင်မြင်မှုတွေကဟေဟောဂီတနယ်ပယ်တစ်ခုကိုတော့ကျော်လွန်လာခဲ့ပါတယ်။သူ့ရဲ့အဓိကစီးပွားရေးလုပ်ငန်းကတော့ Raw Africa Record ဂီတထုတ်လုပ်ရေးတစ်ခုဖြစ်ပြီးသူ့ရဲ့ဂီတဘဝကိုဖန်တီးခဲ့တဲ့အရှယ်လုပ်ငန်းဖြစ်ပါတယ်။သူ့ရဲ့ fashion လုပ်ငန်းကလည်းနှစ်စဉ်ဒေါ်လာ900တိတောင်ဝင်ငွေရှိနေပါသေးတယ်။ပြီးတော့နယူးယောက်မြို့မှာရှိတဲ့ 40 Club ကလည်းသူပိုင်ဆိုင်ထားတဲ့နာမည်ကြီးဘားတစ်ခုဖြစ်ပါတယ်။နောက်ပြီးအမှုပညာရှင်များအတွက် Title ဆိုတဲ့ဂီတစစ်စစ်မှု platform တစ်ခုကိုလည်းဖန်တီးထားပါသေးတယ်။ဒါအပြင် Jesus ဆိုတဲ့အမှုပညာရှင်ကြီးကအော်ဘာမှာလည်းရင်းနှီးမြှုပ်နှံမှုတွေရှိနေပါသေးတယ်။သူ့ရဲ့သူ့ရည်တရားကောင်းတဲ့အချက်ကတော့အောင်မြင်လာချိန်မှာတော့ကျွန်တော်ဘဝရဲ့ခရီးလမ်းကလုံးဝကြည်တည်မရှိခဲ့ပေမဲ့ဒီကနေသင်္ကန်းသားတွေအများကြီးယူခဲ့ပါတယ်လို့လေးစားလောက်စရာစကားတချို့ကိုလည်းပြောပြထားပါသေးတယ်။ယခုလက်ရှိမှာတော့သူဟာတစ်နှစ်ကို 1.5 ဘီလီယံဝင်ငွေရှိသူတယောက်ဖြစ်မှတ်တမ်းတင်ခြင်းခံထားရပါတယ်။ဒါကတော့ဂီတပညာရှင်များတိတ်ကမှာကမ္ဘာအရှမ်းသာဆုံးဘီလီယံနာဖြစ်တဲ့ဂျေဆစ်ရဲ့အကြောင်းကိုတင်ဆက်ပေးလိုက်တာပါ။